Healing Force Device လမ်းခွဲပြီးတဲ့အခါတယောက်တည်းအသားကျလာဖို့ဘယ်လိုလုပ်ရမလဲလူတယောက်ကိုဘယ်လိုမေးပြရမလဲတောက်လျှောက်ချစ်လာခဲ့တဲ့လူတယောက်ကိုရုတ်တရက်မပတ်သက်မိအောင်နေရတာကတိတ်တော့မလွယ်ကူလှဘူးအမြဲတူရှိကြမယ်လို့ရည်ရွယ်ပြီးမှသူမရှိတော့ဘူးဆိုတဲ့အတိတ်ကတိတ်ဆိုးပါတယ်ကိုယ့်ရင်ထဲမှာလေဟာနယ်ကြီးတစ်ခုရှိနေသလိုဟင်းလင်းပြင်ဖြစ်သွားမယ်ကိုဘွားမှာသူမရှိတော့သလိုမျိုးစိတ်ရောလူပါလေးလံထိုင်မှန်ပြီးဝမ်းနေရတာပေါ့ဒါကိုအသက်ကွဲခြင်းလို့ခေါ်ပါတယ်ဒီခြေနေမျိုးကနေလွတ်မြောက်ဖို့အသက်ကွဲခြင်းကိုဟီလင်လုပ်ဖို့အတွက်1အဖြစ်ပြက်အားလုံးကိုလက်ခံခြင်း2အလုံးစုံခွင့်လွှတ်ခြင်း3ဟီလင်ထိုင်စသဖြင့်အစစ်30ရှိပါတယ်1အဖြစ်ပြက်အားလုံးကိုလက်ခံခြင်းတေခွဲရှင်ခွဲဘလို့ခွဲခွာမျိုးဖြစ်ဖြစ်နာကျင်ရတာပါပဲဒါပေမဲ့ဒါကိုညှင်းဆန်နေလို့မရဘူးလက်ခံပါအိယာကလက်နိုးလာတဲ့အခါဘေးမှာသူမရှိတော့ဘူးတခုခုကိုပြောပြခြင်းတဲ့အခါဖုံးဆက်ဖို့သူမရှိတော့ဘူးကိုယ့်လက်ကိုဆုပ်ကိတ်ထားတဲ့သူအေးတဲ့အခါဖထားပေးမဲ့သူဆိုတာမရှိတော့ဘူးဒီတိတွေကတိတ်ဝမ်းနည်းစရာကောင်းတာပါပဲဒီခြေနေကိုဆက်ကြည့်ပြီးသူရှိတယ်သူပြန်လာအောင်မှာဒီလိုမဖြစ်ရဘူးစသဖြင့်အတိတ်တရားကိုတွန်းလှန်ခြင်းတဲ့စိတ်ကိုရှော့ချပေးပါခံစားပါငိုပါကျွန်တော်တို့ရဲ့စိတ်ခံစားချက်တွေအတွေးတွေဟာအမြဲတမ်းစီးဆင်းနေရမယ်စမ်းချောင်းလေးလိုပါပဲအဟောင်းတွေကိုမေ့လိုက်အသစ်တွေဝင်လာလိုက်စသဖြင့်စီးဆင်းနေရပါမယ်ဒါမျိုးမဟုတ်ပဲတင်းခံထားမယ်ဆိုရင်အထက်ကနေပိတ်ဆို့ခံလိုက်ရတဲ့စမ်းချောင်းလိုပဲလူရာကိုမစီးဆင်းမဲရည်သေးအိုင်ဖြစ်သွားလိမ့်မယ်ဒီလိုပါပဲဒီဝမ်းနည်းစရာခံစားချက်တွေဟာကိုယ်တွေးထဲမှာအမြဲတမ်းတဝဲလဲလဲရှိနေပါလိမ့်မယ်ဒါကြောင့်တင်းမထားပဲဝမ်းအောင်ကိုပါခံစားပါခွဲခွာရခြင်းကိုလက်ခံနိုင်ပြီဆိုရင်နောက်တစ်စစ်တက်ဖို့ကြိုးစားပါနှစ်အလုံးစုံခွတ်လော့ခြင်းလမ်းခွဲပြီးတဲ့လူတစ်ယောက်ကိုကောင်းချင်းဆိုခြင်းအလုံးခွတ်လော့လိုက်ပါအညိုတင်းမထားပါနဲ့လက်စားချေလို့စိတ်ခမလွန်နိုင်တဲ့စိတ်တွေဟာတိတ်ပူလောင်ရပါတယ်ရေဆက်ပါတလောက်တွေ့ပြီးရေဆက်ကုံလို့ဝေးရတယ်လို့သာတွေးပါနာကျင်မှုတွေကိုဝကြွေးတစ်ခုကြည်ပြီးလို့သာသတ်မှတ်ပါဒီချိန်မှာအလုတ်သိဆုံးအရာကသူနဲ့ပတ်သက်တာတွေကိုပြစ်ထားလိုက်တာပါပဲကိုနဲ့လမ်းခွဲပြီးသူပါလုံနေလဲဘသူနဲ့ဒိတ်နေလဲဒါတွေမလိမ့်လာပါနဲ့တော့သူဟာသစိတယောက်ဖြစ်သွားပြီကိုနဲ့မဆိုင်တော့ပါဘူးခွလွတ်တဲ့အခါပြသားချင်းလဲပါဝင်ပါစေတချို့လူတွေကလမ်းခွဲခဲ့ပြီးတာတောင်တခြားအကောက်ကနေဝင်ပြီးမိုင်တေးစုပ်ကြည့်ရတာမျိုးသူဘာတွေတင်နေလဲဘသူနဲ့လဲစုံစမ်းရတာပေါ့ဒါဟာအရန်ဆိုးတဲ့အချက်ပါပဲလုံးဝမလုပ်မိပါစေနဲ့နောက်တစ်ခုကတစ်ဖက်သက်ကြီးကြံခဲ့ရတယ်ဆိုရင်တောင်မှသူ့မကောင်းကြောင်းတွေမပြောနဲ့အချစ်ဟာစက်ပြင်းလေးတစ်စေးလိုပါပဲတဲ့ဘီနှစ်ခုဟာဘန်လန်းကျနေမှအဆင်ပြေမှာတစ်ဖက်ကချုံရင်းလာရင်မကြဘူးလဲတာပါပဲဒီလိုမျိုးသူမကောင်းကြောင်းပြန်ပြောတာဘက်မောင်းတင်းလောက်တာဟာကိုယ့်ရဲ့မပြည့်မဝမှုတို့ပြတယ်လို့စိတ်ကိုလည်းအချီတက်ပြစ်စေပါတယ်ဒါဆိုရင်ဟီလင်းဂျန်နီမှာမူးအောင်လုပ်ဖို့ခက်သွားပါလိမ့်မယ်ဒါကြောင့်လမ်းခွဲပြီးရင်တယောက်တည်းနေသားကြလာဖို့အစင်ပြေလာဖို့ကအနာဟောင်းကိုတွားမထိပြီးဖို့တိတ်အရေးကြီးပါတယ်ဝတ်ဆံပုတ်တာဖြစ်ဖြစ်ဒဏ်ရာရတာဖြစ်ဖြစ်အဲ့ဒီအနာကိုခဏသွားဆနေရင်ပိုဆိုးလာတာဘိုးပဲရှိပါတယ်ဘလို့နီးနဲ့မှအနာကျက်မလာတော့ဘူးအနာတစ်ခုမြင်ကျက်ချင်ရင်သူ့အနာကိုမထိစေဖို့တတိထားရမယ်လမ်းခွဲပြီးသားလူတစ်ယောက်ကိုခွလွတ်လိုက်ပြီးဆိုရင်သူဘာလုပ်နေလဲဘာဖြစ်နေလဲဘသူနဲ့လဲသိစရာမလိုတော့ဘူးမဟုတ်လားဟီလင်ထိုင်းဟာတယောက်နဲ့တယောက်မတူပါဘူးတချို့လူတွေကတပတ်10ရက်လောက်နဲ့မူးအောင်လုပ်နိုင်ပေမဲ့တချို့ကတော့2လကြာတဲ့အထိဖြစ်နေတတ်ပါတယ်အမေရောက်ပြီးမှပြန်ပြုတ်ကျလာတဲ့အခါမြင့်ရင်မြင့်တဲ့လောက်နာကျင်ခံစားရတယ်လို့မျိုးပါပဲကိုချစ်ရင်ချစ်တဲ့လောက်တန်ရောစင်ကြီးမားရင်ကြီးမားတဲ့လောက်နာကျင်ရတာပါပဲဒါကြောင့်သူများရဲ့ဟီရင်းထိုင်းနဲ့မနှိုင်းရှင်ပါနဲ့ဒါဟာကိုပြည့်ညံ့နေလို့မဟုတ်ပါဘူးကိုအပြစ်မတင်ပါနဲ့ဘသူ့ကိုမှလည်းကိုရဲ့ဟီရင်းဂျွန်နီကိုအချိန်မတတ်မှတ်ပါစေနဲ့အခုခြေထိမပြတ်သားနိုင်သေးဘူးလားကြာနေပြီသူကပြည့်အစဉ်ပြေနေပြီနင်ကိုကအတာစသဖြင့်စကားတွေကိုနားမယုံပါနဲ့
နောက်တစ်ခုအရေးကြီးတာကကိုအပြစ်မတင်မိပါစေနဲ့ငါကအတုံးမကျလို့ငါကအချစ်နဲ့မထိတ်တန်လို့စသဖြင့်ကိုတိတ်ငယ်စိတ်ဝင်တတ်ပါတယ်ကိုဟာတိတ်ဖိုးတန်တယ်အချစ်ခံရဖို့ထိတ်တန်ပါတယ်သူကသာတန်ဖိုးကိုမမြင်ခဲ့တာပါလို့တွေးပေးပါကိုအချိန်ပေးပါဝါသနာပါတဲ့အလုပ်တွေလုပ်ဖို့တိုးတက်ရာတိုးတက်ကြောင်းတွေကိုလုပ်ဖို့အခြေယူပါတယောက်တည်းရက်တည်နိုင်ကြောင်းကိုဟာတန်မာကြောင်းစတတ်ပါအရင်တုန်းကသူနဲ့အတူဆိုရင်လို့တွေးထားတဲ့စိတ်ကူးတွေကိုတယောက်တည်းအကောင့်ထဲပေါ်ပါဥပမာသူနဲ့အတူသွားဖို့ရည်စူးထားတဲ့ခရီးတစ်ခုကိုတယောက်တည်းသွားတာမျိုးအတူထိုင်နေကြဆိုင်မှာတယောက်တည်းထိုင်တာမျိုးလုပ်ပါအစာပိုင်းမှာခက်ခဲနိုင်ပေမဲ့ကြာလာတော့ကိုဟာတယောက်တည်းဖြစ်သွားရခြင်းကိုလက်ခံပြီးအသားကျသွားပါလိမ့်မယ်သူမရှိတော့ပေမဲ့လည်းအဆင်ပြေသွားတာပါပဲဆိုတဲ့အသည့်မျိုးရလာပါလိမ့်မယ်ကိုကြီးကိုသွေးကိုနောက်ထပ်လည်းတစ်ခုရောက်အောင်ကြိုးစားပါစက်ဖတ်တာတွေဂျင်သွားတာတွေစကွဲတစ်ခုလိမ့်လာတာမျိုးတွေကိုမဖြစ်နေလုပ်ပါအရင်ကထက်ကိုဟာပိုတော်လာတယ်ပိုကြည့်ကောင်းလာတယ်ပိတ်ဆံပိုရှာနိုင်လာတယ်ဆိုတဲ့ခံစားချက်မျိုးရအောင်နေခြင်းကစိတ်တန်ရာတွေကိုယွန်းနေသွားစေမှာပါအချုပ်အားဖြင့်ပြောရရင်လမ်းခွဲခြင်းအသေးခွဲခြင်းဟာတာမန်ဖြစ်ရိုးဖြစ်စင်ပါပဲဘွားရဲ့ဘဲချင်းမဆိုကြုံရနိုင်ပါတယ်ဒါဟာဘွားရဲ့အစိတ်ပိုင်းတစ်ခုမျှသာဖြစ်ပါတယ်ထာဝရခံစားနေရမယ့်နာတာရှိယောဂမဟုတ်ပါဘူးအခြေကကုစားသွားပါလိမ့်မယ်သူမရှိတော့တဲ့နေ့ရက်တွေမှာတယောက်တည်းဖြတ်တန်းရင်လူသစ်တွေအတွေ့အကြုံသစ်တွေနဲ့ဘဝဟာထက်ကြုံရအောင်မယ်အဲ့ဒီအရာတွေနဲ့အစဉ်ပြေအသားကျသွားပါလိမ့်မယ်လူတွေဟာဝင်လာမယ်အချိန်တန်ပြန်ထက်သွားမယ်ဒါဟာဘဝပါပဲလူတယောက်ကိုဘဝထဲဝင်လာပြီးပြန်ထက်သွားတဲ့အခါကိုဟာဘလို့ပုံစံနဲ့ကြံခက်မလဲဘလို့ကုစားရမလဲဆိုတာကိုယ့်ရဲ့အရေးချင်းပါပဲ